ကဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဖြင့်မစင်ဟာမဆိုရင်ကမုတ်ချီရွယ်ရဲ့ဇေယျရိုးလေးရဲ့ကျွန်မပဲဖြစ်ပါလိမ့်ရှင်ဒါလေးကတော့ဇေယျဝင်လာတဲ့ပစုံလေးဒီတခြားလေးတက်ရှိလေးလည်းလောက်ပါပဲဖြစ်ပါလိမ့်ရှင်ကဲဒါလေးကတော့တက်ရှိလောက်ပြီးသားလေးပေါ့နော်တက်ရှိလောက်ပြီးသားလေးကိုချုံပုံလေးရဲ့စားလေးရဲ့စနေလေးရဲ့နေမှာပဲဖြစ်ပါလိမ့်ရှင်ကဲအားလုံးထည့်ပြီးပြီဆိုလို့ရှိရင်တော့ပစုံလေးကိုတခြားလေးပေါ့နော်စားပြလေးဝင်အောင်နေပြီးပါမယ်ဖြစ်ပါလိမ့်ရှင်ကဲတခြားလေးနေပြီးဆိုလို့ရှိရင်တော့ခဏလေးနဲ့ထားပါပြီရှင်ဒါလေးတွေကတော့ပါဝင်ပစ္စည်းလေးပဲဖြစ်ပါလိမ့်ရှင်ကဲစီယူလေးရဲ့ကမိုးချီရလေးတွေတော့မစင်အဖြစ်လေးဒီစားလေးတက်ရှိလောက်ပြီးတော့နော်စကားလေးနဲ့ခဏစစ်ထားတာပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့ခုနစားပြလေးနေပြီးတစ်ထားရဲ့ပစုံလေးပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့တူဖြူရဲ့တူလေးရဲ့လူလေးလေးတွေကိုဒီစိမ့်လေးပေါ့နော်ခွဲချမ်းလေးလောက်ထားတာပဲဖြစ်ပါတယ်ရှင်ကဲခုနစားပြနေထားတယ်နှက်ထားတယ်ပေါ့နော်ပစုံလေးတွေကိုရေလေးခံရတဲ့အထိပေါ့ခဏလေးဝင်ပြပါမယ်ရှင်ပြုတ်ကြော်သဘောလေးလောက်ပါပေါ့နော်ရေလေးနဲ့ခံသွားရအောင်ပေါ့နော်ကဲတခြားမမတွေကတော့မစင်လိုမျိုးလောက်လာတော့မသိဘူးမစင်ကတော့အဲ့လိုမျိုးပေါ့နော်စားပြနေထားတဲ့အရေးလေးတွေထွက်သွားတယ်ဆိုလို့ရှိရင်တော့အဲ့ဒါလေးကိုအိုးပူလေးနဲ့ထည့်ပြီးတော့ပေါ့နော်ရေလေးခံသွားအောင်တော့ခဏလေးပြုတ်ထားတဲ့သဘောလောက်ပါတယ်ရှင်အခုလိုမျိုးရေလေးခံသွားပြီဆိုလို့ရှိရင်တော့မစင်အဖြစ်စီလေးထည့်ပြီးတော့ကျွတ်နည်းနည်းလေးကျွတ်သွားအောင်ပေါ့နော်ကြော်ပြီးပါတယ်ရှင်ကဲနည်းနည်းလေးကျွတ်သွားပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးလေးဆက်ထားလိုက်ပါတယ်ရှင်ဒါကတော့ကမုတ်ချီရတဲ့ဇီယိုနဲ့ပစုံနဲ့ကြော်ထောင်းမဲ့အနေထားပေါ့နော်ကျွတ်တော့အနေလေးကိုစီတတ်တာပဲဖြစ်ပါတယ်ရှင်ကဲချက်တော်ဒီလေးကိုခဏနွားသွားတဲ့အချိန်ထိပေါ့နော်ဝင်ပြီးနေပါလေရှင်ကဲဒါလေးရဆိုဖြင့်ချက်တော်အနီလေးကနွားသွားပြီဆိုလို့ရှိရင်တော့ချက်တော်ဖြူလေးတွေစပြီးတော့ထိလေးပါပြီရှင်ကဲကိုမမတို့ရောဘယ်လိုမျိုးလေးဆက်လဲတော့မသိဘူးရှင်မစင်ရတော့ဖြစ်နော်ကမုတ်ချီရတဲ့ဇီယိုလေးကြောင်းတော့ပဲဆိုလို့ရှိရင်တော့ဒီလိုမျိုးပေါ့နော်တစ်စင်ချင်းစီတော့သွားပါလေရှင်ကဲချက်တော်ပြူလေးနဲ့ချက်တော်လေးလေးကိုရွှေဝါရောင်တန်းတဲ့အစီအထိပေါ့နော်စီတက်ပေးပါမယ်ရှင်ကဲရွှေဝါရောင်လေးတန်းတော့မယ်ဆိုလို့ရှိရင်နော်ခဏလေးလို့ရှိရင်မစင်အဖြစ်ရုပ်သီးလေးပေါ့နော်ထည့်တော့ပါမယ်ရှင်ဒါဆိုရင်တော့ရွှေဝါရောင်တန်းသွားပြီနော်အဲဆိုရင်တော့ငယ်လေးခွဲချမ်းလေးစထည့်ပါတော့မယ်ရှင်ကဲစာမမတွေကတော့ပေါ့နော်အဆက်ကြိုက်မကြိုက်တော့မသိဘူးမစင်ကတော့ဆက်ရမ်းကြိုက်တဲ့လူဖြစ်တဲ့အတွက်ဟိုပေါ့နော်ဒီဆက်တဲ့ဇွန်နဲ့ရုပ်ဒီမမောက်လေးထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့စီတက်လိုက်တယ်ပေါ့ဒါဆိုရင်တော့ဇေယျရိုးလေးစတင်ထည့်နေပါပြီရှင်ဇေယျရိုးကစတော့လေးနည်းနည်းမာတဲ့အရွက်ကလေးဖြစ်တဲ့အတွက်ရှေ့ဆောင်ကနေထားပြီးတော့ထည့်ပြီးနေပါတယ်ရှင်ဒါလေးပေါ့နော်ဇေယျရိုးလေးထည့်လိုက်ပြီးဆိုတော့နောက်မှာရုပ်ဒီရဲ့စတုံပြူရဲ့စတုံပြူရဲ့စီတက်ထားတဲ့ဒါလေးပေါ့နော်ဒါလေးရောသမားမူရောင်နေပြီရောသမားမူရောင်ပေါ့နော်စီတက်ပြီးနေရပြီဖြစ်ပါတယ်ဂျုံလေးရလေးဖြစ်ပါတယ်ရှင်ဖြစ်ကမုတ်ချီရထည့်လိုက်ခြင်းဖြစ်ပါတယ်ရှင်ကမုတ်ချီရကတော့သူကကြော်လို့ရှင်ပေါ့နော်မြဲနူးလွယ်တဲ့အရွက်ဖြစ်တဲ့အတွက်နောက်ဆုံးမှထားပြီးတော့ထည့်ပါတယ်ရှင်ကဲဒါဆိုရင်တော့ကမုတ်ချီရရဲ့ဇေယျရိုးလေးရဲ့ကိုတေချာလေးကြော်ပြီးနေရပြီဖြစ်ပါတယ်ရှင်ကမုတ်ချီရကတော့လေနည်းနည်းလူးလွယ်တဲ့ပစ္စည်းဖြစ်တဲ့အတွက်အရင်ကမူစံမလို့ပေါ့နော်အရင်မူလိုက်ရင်ကြီးမွားသွားမှာဆိုတော့လေအရင်ကမမူထားပါဘူးရှင်ခဏနေဖြစ်လေခုနကြော်ထားတဲ့ပစုံလေးတွေကိုထည့်ပြီးတော့ဝေတော့ရမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့အရှုငယ်လေးထည့်တာပဲဖြစ်ပါတယ်ရှင်ချုံမလေးနည်းနည်းရဲ့စားလေးနည်းနည်းရဲ့ထည့်ပါတယ်ရှင်က
ကဲချိုပိုလေးနဲ့စားလေးနဲ့အရွက်ကလေးတွေနဲ့တမအောင်နည်းနည်းလေးပွေပေးလိုက်ပါမယ်နော်ကဲဒါလေးကတော့ပွေပြီးတဲ့အနေထားလေးပေါ့ခုနကမစီပြောတဲ့ပစုံလေးပေါ့နော်ထည့်ပြီးခုနပစုံလေးပေါ့နော်မစီပြောတဲ့ပစုံလေးချွတ်နေအောင်ကြော်ထားတာလေးကိုထည့်ပြီးတော့ပွေပေးနေပါပြီရှင်ကဲနောက်ဆုံးစစ်လေးရတော့ငရုတ်သီးလေးတွေကိုဝယ်ချမ်းလေးလုပ်ထားတဲ့ဟာလေးထည့်မှာပဲဖြစ်ပါလိမ့်ရှင်ကဲရမ်းမွေးပြီးတော့ရမ်းစားချစ်စရာကောင်းတဲ့ပစုံရဲ့ကမွန်းချီရွယ်ရဲ့စရည်ယူလေးရဲ့ပဲဖြစ်ပါလိမ့်ရှင်